ဒီဗီဒီယိုလေးကတော့သူမင်းကိုပြတ်သားသွားပြီလားဆိုတာလေးကိုကြည့်ပြီးမှဖြစ်ပါတယ်။ပထမဆုံးကဲရဆိုရင်သူကမင်းပေါ်မှာပြတ်သားတာမျိုးတော့မရှိသေးဘူး။သူကမင်းစီကနေပြီးတော့တခုခုရလာတာမျိုးကိုစောင့်မျှော်နေသေးတယ်ဆိုတာလေးကိုတွေ့ရတယ်။ဘယ်လိုမျိုးလဲဆိုရင်ပေါ့နော်မင်းနဲ့သူနဲ့ပြဿနာကြီးဖြစ်ခဲ့တာကသူ့ရဲ့အမှားတွေကြောင့်ဆိုလို့ရှိရင်သူကမင်းကသူ့အပေါ်ခွင့်လွှတ်ပေးတယ်ဆိုတဲ့ဟာမျိုးဒါမှမဟုတ်မင်းဘက်ကအမှားတွေကြောင့်ဆိုရင်မင်းကသူ့ကိုတောင်းပန်တယ်ဆိုတာမျိုးပေါ့နော်မင်းဘက်ကနေပြီးတော့တခုခုတုံ့ပြန်လာတာမျိုးကိုသူကစောင့်မျှော်နေတုံးပဲပေါ့နော်သူကမင်းကိုပြတ်သားဖို့စဉ်းစားတယ်ကြိုးစားတယ်ဒါပေမဲ့မင်းစီကနေပြီးတော့တခုခုမင်းရဲ့တုံ့ပြန်ချက်လေးတခုခုရလိုက်လို့ရှိရင်ကောင်းပါပဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူ့ရဲ့ဆုံးဖြတ်ချက်တွေကိုပြတ်သားချလို့မရသေးဘူးဖြစ်နေတယ်အဲ့တော့ပြီးတော့လေ तू ကမင်းအပေါ်မှာတန်ရုံးစင်လက်ကျန်ရှိသေးတယ်တန်ရုံးစင်ကြံနေသေးရပေါ့နော်မင်းနဲ့သူနဲ့အရင်ဆုံးကအဆင်ပြေခဲ့တာမင်းနဲ့ချစ်ခဲ့တော့ကတယောက်နဲ့တယောက်အပြီးမြတ်တနဲ့ချစ်ခဲ့တာတွေမင်းကသူ့အပေါ်မှာတီးခံပြီးခဲ့တာစိတ်ရှည်ပြီးခဲ့တာအနွန်နာခံပြီးခဲ့တာတွေကို तू ကတတိယနေတော့မယ်ပေါ့နော် तू မင်းကကောင်းခဲ့တယ်ဆိုတဲ့ဟာမျိုးကြောင့်तू ကမင်းစီကနေပြီးတော့သူလိုချင်နေတဲ့ဟာတစ်ခုခုကိုစောင့်မျှော်နေတုံးပဲဆိုတာလေးကိုတွေ့ရတယ်အဲ့တော့သူ့ရဲ့ဆုံးဖြတ်ချက်တွေကိုပြတ်သားဖို့အတွက်မင်းစီကနေပြီးတော့တုံ့ပြန်လာတာပေါ့မူတည်ပြီးတော့သူကပို့ပြီးတော့မင်းကိုပြတ်သားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့သူကမင်းကိုပြတ်သားတာမျိုးကိုမတွေ့ရသေးပါဘူးရှင်